အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် channel ကနေမျှဝေပေးခြင်းတဲ့အကြောင်းကတော့2013ကထွက်ရှိခဲ့တဲ့ပြီးမဲ့ရုပ်ရှင်ဇာတ်ကားတွေကတရေမာလီမန်းနာအကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းမပြောခင်မန်းနာနေခဲ့တဲ့နေရာနဲ့သူ့ရဲ့နန်းနန်းကိုအရင်လမ်းညွှန်ပြပေးခြင်းပါတယ်မန်းနာရဲ့နန်းနန်းကဘန်ကောက်မြို့ဦးနုအပိုင်းမှာရှိပါတယ်ကျွန်တော်ကတော့ BTS အစိမ်းလိုင်းကနေဦးနု Lotus ကိုအရင်သွားလိုက်ပါတယ်အဲ့ကတဆင့်ဦးနုလမ်းပေါ်ကလိုင်းကားသေးစီးလို့2မှတ်တိုင်လောက်ဆိုရင်နန်းနန်းအဝင်လမ်းထိပ်ကိုရောက်ပါပြီအသေးစိတ်နဲ့လမ်းညွှန်မြေပုံကိုတော့ description မှာကျွန်တော်ဖော်ပြပေးထားပါတယ်1800ခုနှစ်အစောပိုင်းကာလမှာမန်းနာရဲ့အမျိုးသားပြီးမက်ကဘရင်အမိန့်ဖြင့်စစ်မှုတန်းတွေကိုလိုက်ပါသွားခဲ့ရပါတယ်အမျိုးသားကစစ်မှုတန်းနေချိန်မှာမန်းနာကကိုဝင်အရင်မာကြီးနဲ့ကြံခဲ့ရပါတယ်သူ၏အမျိုးသားကိုလွမ်းဆွတ်သောစိတ်ပြန်လာခြင်းကိုမျှော်လင့်ဆောင်စားရင်းပြင်းပြင်းထန်ထန်ဝေနာခံစားကတည်ဆုံးသွားခဲ့ရရှာပါတယ်အဲ့တော့မန်းနာကအမျိုးသားကိုဆွဲလန်းစိတ်နဲ့မကြွမလွတ်ပဲရှိနေခဲ့ပြီးတခါတလေကလေးငယ်ကြီးငိုကြွေးတန်မန်းနာရဲ့ရေမောပျော်ရွှင်တီးဆူတန်တွေကရွာသားတွေကိုအမြဲတမ်းထိတ်လန့်ချောက်ကြားစေခဲ့ပါတယ်မန်းနာရဲ့အမျိုးသားဟာစစ်မှုတန်းပြန်လာချိန်မှာတော့ရွာသားများကလည်းကြောက်လန့်ကြဖြစ်နေတဲ့အတွက်မန်းနာတည်ဆုံးသွားတဲ့တည်င်းကိုလွတ်ဝက်ထားခဲ့ကြပါတယ်မန်းနာအမျိုးသားကတော့သူမတည်ဆုံးတာကိုမသိပဲဝိညာဉ်ဘဝဖြင့်ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်နောက်ပိုင်းမှာတော့ခင်မွန်းတေကမန်းနာဟာတက်ရှိလူသားတယောက်မဟုတ်ကြောင်းသိလာချိန်မှာတော့ဖုံးတော်ကြီးများအကူအညီဖြင့်မန်းနာရဲ့ဝိညာဉ်ကိုအိုးတလုံးထဲတည်းကချုံနှောင်ပြီးဖက်ခနုံမြစ်ထဲသို့မျောပစ်လိုက်ကြပါတယ်နှစ်တန်ကြာလာချိန်မှာတော့သူမဟာဦးရဲကနေလွတ်မြောက်ခဲ့ပြီးရွာကိုအညှိုးကြီးစွာဖျက်ဆီးပါတော့တယ်နောက်ဆုံးမှာတော့သူမရဲ့လောင်းကိုတူးဖော်ခဲ့ကြပြီးသူမရဲ့ဝိညာဉ်ငြိမ်းအေးစီပြီးတရားဘာဝနာများရွတ်ဆိုပြီးချိန်မှစပြီး6လက်မှုဟာပြီးစီးသွားခဲ့တယ်လို့သိရပါတယ်၎င်းတို့နေထိုင်ရာနေရာမှာသူမအတွက်နန်းနန်းကိုလည်းတိဆောက်ခဲ့ကြပါတယ်ထိုချိန်မှစ၍မန်းနာမှအခြေအိမ်တော်ရေးနှင့်မိမဖွားခင်မိခင်တွေကိုလည်းစောင့်ရှောက်ပြီးကဆူတောင်းပြည့်တယ်ဆိုတာကြောင့်ယနေ့ထိတိုင်သူမ၏နန်းနန်းတည်ရှိရာသို့လာရောက်ဖူးမြော်ပူဇော်မှုတွေပြုလုပ်နေစေဖြစ်ပါတယ်သူမရဲ့နန်းနန်းပြီးမှရှိတဲ့တစ်ပင်ဦးတက်ရှိချိန်သုံးပြုခဲ့သောလေနှင့်အခြားသောသုံးတော်ပစ္စည်းတွေကလည်းယနေ့ထိတိုင်ဆက်လက်တည်ရှိနေသေးပါလို့ပြောကြရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီ